Hello အားလုံးပဲမင်္ဂလာပါရှင်ဒီ vlog လေးကတော့အငုံတို့မိသားစုရဲ့14ချိန်မြောက်ကထိန်ခင်းတဲ့ vlog လေးပေါ့နော်ဒီ video လေးကိုကြည့်ပြီးတော့ငွေရဲ့သေးလေးတွေလည်းကုသိုလ်လေးထပ်တူရအောင်လို့ငေါ်တင်ပေးလိုက်ပါတယ်ရှင်ဒါကတော့ဖုံဖုံနေအတွက်ပါဒါဝက်စတူးကိုတခါတည်းကြိုပြီးတော့နိုးနေအောင်လို့ကြိုပြုတ်ထားတာပေါ့နော်ဒီအလူဝင်နေရကြတော့အငုံတို့ကနောက်ရက်ချက်ဖို့အတွက်ကိုပဲကြိုပြီးတော့ပြင်ဆင်တာပေါ့နော်တကယ်ချက်တာကတော့ဒီကထိန်နေကြမှာမနှက်စောထပြီးတော့ချက်ကြတာပါဖုံဖုံနေအတွက်ကောလူတွေအတွက်ကောကျွေးဖို့ငချောက်ကြော်ရကြတော့ရှေ့ရက်ခနဲ့ကြိုပြီးတော့ကြော်ထားတာပေါ့နော်ပြီးတော့တခါတည်းတိတ်ထားတယ်တော့ရက်ကြတော့ပို့ပြီးတော့စားလို့ကောင်းတယ်ပေါ့နော်ဒါကကြတော့ဒီနေ့ဝိုင်းကူပြီးတော့ချက်ပြုတ်ပေးကြတဲ့လူတွေအကုန်လုံးကျွေးဖို့အတွက်ပေါ့နော်ဒါကြောက်ဖြုံဒီနဲ့ချက်သားကိုချက်နေရပါငုံတို့ကဒီနှစ်ကထိန်ကိုတော့အမေရဲ့ရွာဖုန်းကြီးเจ้าမှာခင်းဖြစ်တာပေါ့နော်အရင်နှစ်တည်းကတော့တခြားရွာတွေမှာခင်းဖြစ်ပါတယ်ဒီလိုမျိုးရွာမှာအမြဲတမ်းဘယ်လူပဲရှိရှိဘယ်ကထိန်ပဲရှိရှိရွာလူတွေကဒီလိုမျိုးအတက်တရောနဲ့အမြဲတမ်းကူညီပြီးတော့အကုန်လုံးကဝိုင်းလုပ်ပေးကြတယ်ပေါ့နော်ပြီးရင်ဒါကတော့ဟိုအချိုပွဲတက်ကိုမှရွှေကြီးဖုတ်ဖို့အတွက်လုပ်နေကြတာပေါ့နော်ရွှေကြီးမုံဖုတ်တာလေအငုံအမထိုင်ကြည့်ရတော်တော်လေးကိုလောက်ရတာလက်ဝင်နေပြီးရင်မှုရတာဆိုတာလေအားကောင်းမောင်းတန်အဲ့လိုယောက်ျားလေးမှုမှပို့ပြီးတော့အဆင်ပြေရပေါ့နော်ဒါအကုန်လုံးကလှုပ်အားပေးပြီးတော့ပေးကြတာပေါ့နော်အကုန်လုံးလည်းထပ်တူကုသိုလ်ရကြရတယ်ဒါကတော့အကုန်လုံးကျောင်းနိုင်ဖုန်းကြီးကိုလူဖို့အတွက်ဒါပရိသတ်ပင်ပေါ့နော်ပြီးရင်ဘုံဘုံကတခြားရွာဘုံဘုံတွေကိုလည်းအကုန်လုံးပင့်ဖိတ်ထားဖြစ်တဲ့အတွက်ဒါလည်းအကုန်လုံးကဦးစင်းတွေရောကိုရင်လေးတွေရောအတွက်လူပေါ်ရေးပစ္စည်းလေးတွေပေါ့နော်အားတော့နောက်ရက်မနက်အစောကြီးပေါ့နော်ဒီမှာဟင်းချက်ပြုတ်တဲ့လူတွေကတော့ညကနေကမအိတ်ကြပဲနဲ့အကုန်လုံးကချက်ပြုတ်ပြီးတော့ညကနေကအကုန်လုံးပြင်ဆင်ထားကြတယ်ပေါ့နော်ဒါအငုံလုံးကတော့မနက်9 နာရီလောက်မှဒါဘုန်းကြီးကျောင်းကိုရောက်လာပြီးတော့ဘုံဘုံတွေကိုအာရုံဆုံးကတ်မှာပေါ့နော်အာရုံဆုံးကတော့အငုံလုံးထမင်းကြော်ရည်ငချောက်ကြော်ရည်နဲ့ကတ်ဖြစ်တယ်ပေါ့နော်အားရထုံးစံကတော့အလူတွေကထိန်နေဆိုရင်ဟိုမြို့လိုမျိုးနေမြင့်မှာမဟုတ်ဘဲနဲ့ဒါစောစောလေးကျွေးဖြစ်တယ်ပေါ့နော်9 နာရီ10 နာရီဆိုရင်ဧည့်သည်တွေအများကြီးရောက်နေပြီပေါ့နော်ဒါဧည့်သည်တွေကိုတော့အငုံတို့ကငချောက်ကြော်ရယ်ပဲရီကျင်တုပ်ရယ်ကလဘဲနက်ရယ်ပြီးရင်မှန်ရောင်ဟင်းရယ်ကျွေးဖြစ်ပါတယ်ဒါကတော့အငုံတို့နေ့လေဆုံးမကတ်ခင်မှာရေစက်ချတရားနာရတယ်ပေါ့နော်ကျုပ်ကမကြီးတဲ့အလူကကြီးကဒီနေရာမှာထိုင်မှာဒီနေရာမှာဆောင်းလာအောင်တို့ရေစက်ချတရားနာပြီးတော့အောင်တို့ညီမနှစ်ယောက်ပတ်စံနေလဲကျဲဖြစ်ပါတယ်ပတ်စံနေလဲဝိုင်းကောက်ကြတာပျော်စရာကြီးပဲပေါ့နော်ဒီတော့ West 2 5တက်မြာပေါင်းငချောက်ကျော်ကြက်ကုန်းမောင်အစိမ်းကျော်ကလဘဲနဲ့ပြောင်းမှုကျော်နဲ့ပြီးရင်ကြွနှရွက်မူတုပ်လေးကတ်ဖြစ်ပါတယ်ငုံရဲ့ကထိန် vlog လေးကတော့ဒီလောက်ပါပဲနောက်နှစ်ဒီမှာလည်းဒီထက်မကအများကြီးလှူရပါစေလို့လည်းဆုတောင်းပါတယ်ငုံသေးလေးလည်းအငုံလုံးနဲ့ထပ်တူကုသိုလ်တွေရပြီးတော့တာရုခေါ်နိုင်ကြပါစေရှင်အားလုံးပဲနောက်ထပ် vlog တွေမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတတ်တာပါ